ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ NGE ရဲ့ season 1ပြီးဆုံးသွားတဲ့အချိန်မှာတော့ကြန့်ရှိနေသေးတဲ့ movie ရဲ့တဲ့က The End of Evangelion ဆိုတဲ့ movie လေးကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါဒီကားရဲ့ဇာတ်ဝင်ခန်းတွေကအတော်လေးကိုထိတ်လန့်ချောက်ချားစရာတွေအပြည့်ဖြစ်နေတဲ့အပြင်အဖော်ချုပ်ခန်းတွေလည်းများစွာပါဝင်လာမှုလို့အသက်မပြည့်သေးတဲ့သူတွေစိတ်ကြယောဂအခန့်ရှိတဲ့သူတွေဆိုရင်မကြည့်ဘူးအတိပေးလိုက်ပါတယ်နောက်ပြီးဒီကားထဲမှာဇလန်းမြုပ်ကွက်တွေများစွာပါဝင်လာမှုလို့ဒီဗီဒီယိုရဲ့အဆုံးမှာပရိသတ်တွေနားလည်အောင်တေချာလေးရှင်းပြထားတာတွေရှိတာမို့လို့အဆုံးထိလိုက်ပါကြည့်ကြည့်ပေးဖို့လည်းတောင်းဆိုလိုက်ပါတယ်ကဲတတိယမြောက်တန့်စင်ခြင်းနဲ့ဒီကဘာကိုအဆုံးသတ်ကြလိုက်ရအောင်ဗျာဒီဇလန်ရဲ့အစမှာတော့စီဇန်1တို့ကခါဝါယူကိုတတ်မိတဲ့ရှင်ကြီးတယောက်စိတ်တက်ကြနေတဲ့အပိုင်းနဲ့စတင်ထားပါတယ်ဒါပေမဲ့လည်းအာဆူကာကိုရှာတွေ့ရဆိုတဲ့သတင်းကြောင့်ရှင်ကြီးတယောက်ဆေးရုံမှာအာဆူကာရဲ့အခြေအနေကိုတွားကြည့်ခဲ့ပါတယ်ကိုပျောက်ဆုံးနေတဲ့ရှင်ကြီးကဟန်မဆောင်နိုင်တော့ပဲအာဆူကာကိုအသေးအံခေါ်ပြီးအကူကြီးတောင်းမိနေတာပါဒါပေမဲ့လည်းအာဆူကာကလူသေးတယောက်လိုမျိုးမှလုံးမရှားဖြစ်နေတော့ရှင်ကြီးလည်းထိတ်လန့်သွားခဲ့ပါတယ်ဒါပေမဲ့လည်းဆေးရုံမှာအဝိပလာဖြစ်နေတဲ့အာဆူကာရဲ့ခန္ဓာကိုယ်ကိုမြင်သွားတဲ့ရှင်ကြီးကတော့ဘယ်သူမှမမြင်ခင်ဆိုပြီးအာသာဖြေနေတာပါဌာနမှာလည်းအင်ဂျယ်တွေအကုန်လုံးကိုအနိုင်ယူခဲ့လို့အဖွဲ့အစည်းကိုဖျက်သိမ်းမလားပြောင်းရွှေ့မလားဆိုပြီးအဖွဲ့သားတွေအားလုံးကစိုးရိမ်နေကြတာပါတစ်ဖက်မှာလည်းရှင်ကြီးရဲ့အဖေနဲ့အထက်လူကြီးတွေကတတိယမြောက်တန့်စင်ခြင်းကိုလုပ်ဖို့အတွက်ဆွေးနွေးနေကြပါတယ်ရှင်ကြီးရဲ့အဖေကလူသားတွေကိုတစုတစည်းတဲ့ပေါင်းစည်းမဲ့အကြံရဲ့နောက်ွယ်ကအာတာတစ်ခုကြောင့်အထက်လူကြီးတွေကိုအာခံဖို့ကြိုးစားနေတာကိုသူတို့တွေလည်းသဘောမကျဖြစ်လာပါတယ်ဒီအပိုင်းမှာကျွန်တော်အနေငယ်ရှင်းပြဖို့လိုအပ်လာပါပြီတကယ်တော့သူတို့တွေကတတိယမြောက်တန့်စင်ခြင်းကိုလှုပ်ချင်နေရခြင်းတူညီပါတယ်မတူညီတာကဆဲစလို့ခေါ်တဲ့လူကြီးတွေကလူသားတွေကိုနာကျင်ခြင်းတေဆုံးခြင်းနဲ့ဝမ်းနည်းခြင်းတွေရှိတဲ့ခန္ဓာကိုယ်ကိုဖျက်ဆီးပြီးလူသားတွေရဲ့စိတ်ဝိညာဉ်ကိုတစုတစည်းရဲ့လှုပ်ချင်နေတာပါကျွန်တော်တို့အခေါ်ဝေါ်ရဆိုရင်ရုပ်ခန္ဓာမရှိတဲ့နိဗ္ဗာန်လိုမျိုးအရာမျိုးနဲ့ဆင်တူပါတယ်ဒါကဆဲစလို့ခေါ်တဲ့လူကြီးတွေရဲ့ရည်ရွယ်ချက်ပါဒါပေမဲ့လည်းရှင်ကြီးရဲ့ဖေကတော့အဲ့လိုမဟုတ်ပါဘူးတတိယမြောက်တန်းစင်ခြင်းကိုသူ့ရဲ့လက်အောက်မှာထားပြီးလူသားတွေရဲ့စိတ်ဝိညာဉ်အလုံးကိုထိချုပ်ချင်နေတာပါအကြောင်းကတော့ရှင်ကြီးရဲ့အမေဖြစ်တယ်လို့ဂန်တိုရဲ့အချစ်ရဆုံးဇနီးလည်းဖြစ်တဲ့ UE ကိုတွေ့ကျင်နေရကြောင်းပါတတိယမြောက်တန်းစင်ခြင်းကိုသာထိချုပ်နိုင်ခဲ့ရင်တမလွန်မှာရောက်နေတဲ့ UE ကိုပြန်တွေ့နိုင်မှာပါဒါကြောင့်ရှင်ကြီးရဲ့အဖေကပထမအင်ဂျယ်ရဲ့နဖေကအတန်ရဲ့အသွေးသားကိုဆဲလူကြီးတွေမသိအောင်သူ့ရဲ့လက်မှာတိတ်တိတ်ဆိတ်မွေးထားခဲ့ပြီးဌာနချုပ်မှာဖမ်းဆီးထားတဲ့အင်ဂျယ်ရဲ့ဒုတိယနဖေကလီလစ်နဲ့အာယာနာမီကိုပေါင်းစပ်ခိုင်းပြီးတတိယမြောက်တန်းစင်ခြင်းကိုလုပ်ဖို့စီစဉ်ထားခဲ့တာပါဒါကစီစဉ်1မှာကျွန်တော်ပြောဖို့ကြံခဲ့တဲ့အတွက်ဒီကားလေးမှာတေချာရှင်းပြပေးခြင်းဖြစ်ပါတယ်ပြန်ဆက်ရရင်ခန်းကြီးခြံထားခဲ့တဲ့သတင်းအချက်လက်တွေကြောင့်လန်ဆောင်တို့လိုမျိုးခံစားနေရတဲ့မီဆာတိုကမတတ်နိုင်တော့ပဲဌာနချုပ်ထဲကသတင်းအချက်လက်တွေကိုခိုးကြည့်ရမှာအထက်လူကြီးတွေဖုံးကွယ်ထားခဲ့တဲ့ဒုတိယမြောက်တန်းစင်ခြင်းမှာဘာတွေဖြစ်ခဲ့ရလဲဆိုတာကိုမီဆာတိုတယောက်သိသွားပါတော့တယ်ဒါပေမဲ့လည်းခဏကြာမှဌာနချုပ်တစ်ခုလုံးသတိပေးချက်တွေထွက်လာတော့ဌာနကလူတွေကလည်းပြရခတ်နေပါတယ်အင်ဂျယ်တိုက်ခိုက်တာမဟုတ်ပဲဆက်ဆိုခေါ်တဲ့အဖွဲ့အစည်းကစစ်စတန်တွေအားလုံးကိုဟပ်ပြီးသူတို့ကိုတိုက်ခိုက်နေမှပရိုဖက်ဆာကသိသွားပါတယ်ဒါပေမဲ့လည်းဌာနချုပ်ကကွန်ပျူတာတွေရဲ့ system ကိုအာကာဂီရဲ့မိခင်ကတီထွင်ထားခဲ့တာမို့လို့အကြံကုန်သွားတဲ့အစိုးရှင်ကြီးရဲ့အဖေကဖမ်းဆီးထားတဲ့အာကာဂီကိုပြန်ခေါ်ခိုင်းလိုက်ပါတယ်ဒီအကြောင်းကိုသိသွားတဲ့အာကာဂီကတော့လိုအပ်မှအသုံးချတဲ့ရှင်ကြီးရဲ့အဖေကိုအတော်လေးယွန်ရှာမုန်းတီးသွားခဲ့တာပါမီဆာတိုဘတ်မှာတော့သူလုပ်ခဲ့တဲ့အရာတွေကိုမသိအောင်ဖုံးကွယ်ပြီးဌာနကိုလာခဲ့ပါတယ်တစ်ဖက်မှာလည်းဌာနချုပ်ကကွန်ပျူတာအုံနောက်ရဲ့အတွင်းထဲကိုဝင်ပြီးစစ်စံတွေအားလုံးကိုပြန်ဟန့်နေတဲ့အာကာဂီကတော့သူအခုလိုလုပ်နေတာမှန်လားမှားလားဆိုပြီးသူ့ရဲ့အမေကိုမေးမိနေပါတယ်ဒါပေမဲ့လည်းအာကာဂီရဲ့ကျွမ်းကျင်မှုကြောင့်စစ်စံတွေအားလုံးကိုတခဏလေးအတွင်းမှာပြန်ရသွားခဲ့ပါတယ်ကံမကောင်းခဲ့တာကတော့တစ်ဖက်ကဆဲဆီရဲ့တပ်သားတွေကဌာနချုပ်ကိုတိုက်ခိုက်ဖို့အတွက်ရောက်ရှိနေခဲ့တာပါတပ်သားတွေလည်းအထက်မင်းကိုရတာနဲ့ဌာနချုပ်ကဆက်သွယ်ရေးနေရာတွေအားလုံးကိုအလုံးရင်းနဲ့တိုက်ခိုက်လို့ဌာနချုပ်မှာပြဿနာစတက်ပါတော့တယ်ရှင်ကြီးရဲ့အဖေကတော့တစ္ဆာဖောက်တဲ့ဆဲစကလူကြီးတွေကိုဘာမှဂရုမစိုက်တော့ပဲပြန်တိုက်ဖို့အားလုံးကိုအမိန့်ပေးလိုက်ပါတယ်မီဆာတိုကလည်းအေဗာဆေးုပ်တွေကိုလှုပ်ဖို့အမိန့်ပေးပေမဲ့ရှင်ကြီးကရှိမနေတာကြောင့်မီဆာတိုလည်းအထိတ်လန့်ဖြစ်သွားပါတယ်ရှင်ကြီးကတော့အပြင်မှာဘာတွေဖြစ်နေမှန်းမသိအောင်စိတ်တကြလို့ကောင်းနေတော့မှဖြစ်ပါတယ်တစ်ဖက်မှာလည်းတပ်သားတွေကဌာနချုပ်ထဲအထိထိုးပေါက်ဝင်ရောက်လာပြီးတွေးသမျှမြင်သမျှလူတိုင်းကိုပြစ်ခတ်နေတာပါအာယာနာမီဘက်မှာလည်းကိုဘသူလဲဆိုတာကိုရှာဖွေနေပေမဲ့ထိုအချိန်ရှင်ကြီးအဖေကရောက်လာပြီးအရာအားလုံးအချိန်တန်ပြီဆိုကလာခေါ်ခဲ့ပါတယ်ရှင်ကြီးဘက်မှာလည်းတပ်သားတွေကရှာတွေ့သွားပြီးတပ်ဖို့လုပ်နေတဲ့အချိန်မီဆာတိုကရောက်လာပြီးတပ်သားတွေအားလုံးကိုရှင်းထုတ်ကအေဗာ01ရှိရဲ့နေရာစီခေါ်သွားဖို့လုပ်နေပါပဲဒါပေမဲ့လည်းစိတ်တက်ကြနေတဲ့ရှင်ကြီးကြောင့်စိတ်မရှိတော့တဲ့မီဆာတိုကတနည်းနည်းနဲ့အသက်ရှင်ရမယ်ဆိုပြီးပြောလိုက်ပါတယ်ထို့နောက်မီဆာတိုကရှင်ကြီးရဲ့အဖေလုပ်နေတဲ့ရည်ရွယ်ချက်နဲ့တတိယမြောက်တန်းစင်ချင်းရဲ့အကြောင်းတွေရဲ့လျှို့ဝှက်ချက်တွေကိုရှင်ကြီးသိအောင်ပြောပြနေတာပါဒုတိယမြောက်တန်းစင်ချင်းကိုအင်ဂျယ်တွေနဲ့ပေါင်းပြီးလူသားတွေကရည်ရွယ်ချက်ရှိလုပ်ခဲ့တာဖြစ်ကြောင်းနဲ့အခုတတိယမြောက်ဖြစ်စဉ်ကိုအေဗာဆေးုပ်နဲ့ပေါင်းပြီးဖန်တီးချင်နေတာဖြစ်ကြောင်းမီဆာတိုကရှင်ကြီးနားလည်အောင်ပြောပြနေပါတယ်ရှင်ကြီးသားအသက်ရှင်ခြင်းရင်အေဗာဆေးုပ်တွေကိုဖျက်ဆီးဖို့လိုအပ်ကြောင်းမီဆာတိုကရှင်းပြလိုက်ပါတယ်တစ်ဖက်ကတပ်သားတွေကလည်းရေအောက်ရောက်နေတဲ့ Eva 02ကိုစောင့်ကြည့်နေခြင်းအာဆူကာဘတ်မှာတော့သတိပြန်ဝင်လာတဲ့အချိန် Eva 02ရဲ့ထိချုပ်ခန်းကိုရောက်နေမှသိသွားပါတယ်။ဒါပေမဲ့လည်းစိတ်တန်ရာတွေကအခုထိမပြောက်သေးတော့စိတ်ထဲမှာကြောင်ချောက်ချားတွေဖြစ်နေတာပါ။ထို့အချိန်အတွေးထဲမှာအာဆူကာရဲ့မိခင်ရောက်လာပြီးအာဆူကာကိုဆွဲခေါ်သွားတာကိုမြင်အောင်မိရာကနေစိတ်ကြယောဂပျောက်သွားပြီးအတွေးသိအမြင်သိနဲ့အာဆူကာတရားကိုပြန်လဲနိုးထလာခဲ့ပါတယ်
ထို့နောက်ရေပေါ်ကနေပေါ်လာတဲ့ Eva Zero 2ကသူတို့ကိုတိုက်ခိုက်နေတဲ့တပ်သားတွေအားလုံးကိုတံမြန်တိုက်စစ်ဖွင့်လိုက်ပါတယ်။ဒါပေမဲ့လည်းအာဆူကာရဲ့မျက်နှာမှာအရင်လိုစိုးရင်ထိတ်လန့်မှုတွေမမြင်ရတော့ပဲအရန်ကိုပျော်ရွှင်အားရကျဉ်းနေတာပါ။တကယ်တော့အာဆူကာတယောက် ATV ဆိုတဲ့လျှို့ဝှက်ဒိုင်းကာရဲ့အစွမ်းကိုတည်သွားခဲ့တာဖြစ်ပြီးဒီဒိုင်းကာကသူမရဲ့အမေကတစ်ချိန်လုံးကာကွယ်ပေးနေတယ်ဆိုတဲ့အယူဆကိုလက်ခံယုံကြည်သွားခဲ့တာပါ။ထို့အချိန်ကောင်းကင်ပေါ်မှာတမန်တော်၉ပါးကိုမြင်တွေ့လိုက်ရတဲ့အာဆူကာတယောက်အတော်လေးကိုအံ့ဩသွားခဲ့ပါတယ်။ Professor လည်းအဆိုပါမြင်ကွင်းကိုမြင်တွေ့သွားတော့ဆဲဆီရဲ့လူကြီးတွေကတမန်တော်၉ပါးလုံးကိုထုတ်သုံးလိုက်ပြီဆိုပြီးစိုးရင်သွားခဲ့ပါတယ်။တမန်တော်၉ပါးဆိုတာတကယ်တော့ Eva ဆေးရုပ်တွေနဲ့အတူတူပါပဲ။ Angel တွေရဲ့ကိုယ်ပေါ်မှာ S2 engine ကိုတက်ထားတဲ့ Eva ဆေးရုပ်တွေလိုမျိုးဆေးရုပ်တစ်ဝက် Angel တစ်ဝက်ဖြစ်ပြီးတတိယမြောက်တန်းစင်ချင်းမှာရေးပူဇော်ပြီးကိုခုကိုစတေးကြမယ်အရေးပါတဲ့ဆေးရုပ်တွေပါ။ပြန်ဆက်ရရင်တမန်တော်၉ပါးပေါ်လာတာကတတိယမြောက်တန်းစင်ချင်းကိုဒီနေရာမှာလှုပ်တော့မယ်ဆိုတာကို Professor တယောက်နားလည်သွားခဲ့ပါတယ်။ထိုအချိန် Eva Zero 2ကိုအားသွင်းထားတဲ့ကြိုးကပြတ်တောက်သွားတဲ့အတွက်အားကုန်ဖို့3မိနစ်ပဲကျန်တော့လို့အာဆူကာတယောက်အခက်တွေ့နေတာပါဒါပေမဲ့လည်း confidence level ဆိုးဟိုက်နေတဲ့အာဆူကာကတော့ဘာမှစဉ်းစားမနေပဲမြေမြေပေါ်ကိုဆင်းသက်လာတဲ့တမန်တော်တစ်ပါးကိုခဏလေးအတွင်းမှာပဲချက်ချင်းတက်ပစ်လိုက်ပါတယ်တစ်ဖက်ကမြေအောက်မှာလည်းမီဆာတိုကစိတ်တက်ကြနေတဲ့ရှင်ဂျီကိုစေယုတ်ရှိရဲ့နေရာစီခေါ်သွားတဲ့လမ်းမှာတပ်သားတွေရဲ့တိုက်ခိုက်မှုကြောင့်ဒဏ်ရာရသွားခဲ့ပါတယ်ဒီအတိုင်းသာဆက်သွားမယ်ဆိုရင်နှစ်ကောင်လုံးနက်ပြည်ရောက်သွားနိုင်တာမို့လို့ရှင်ဂျီကိုကယ်ပြီးမီဆာတိုကအသေးခံမဲ့လမ်းကိုရွေးချယ်သွားခဲ့ပါတယ်ဒါပေမဲ့လည်းအခုထိစိတ်တက်ကြလို့မပြီးသေးတဲ့ရှင်ဂျီကိုအတိတရားဝင်လာအောင်မီဆာတိုကဆုံးမလမ်းညွှန်နေရပါတယ်။မရတော့တဲ့နောက်ဆုံးမှာတော့မီဆာတိုကရှင်ဂျီကိုနောက်ဆုံးနှုတ်ဆက်အနံလေးပေးတော့မှရှင်ဂျီတယောက်အတိတရားတွေပြန်ဝင်လာခဲ့ပေမဲ့အရာအလုံးကနောက်ကျသွားခဲ့ပါပြီ။ရှင်ဂျီကိုဓာတ်လေကာရဲ့တွန်းထုတ်ပြီးတဲ့နောက်မှာတော့မီဆာတိုကတနက်တန်ရာတွေနဲ့လဲကျသွားခဲ့ပါတယ်။မီဆာတိုလည်းနောက်ဆုံးထွက်သက်မှာခုလိုလောက်ရက်တွေကမှန်လားမှားလားဆိုပြီးရီစာဟောင်းလေးခံကြီးကိုမေးရင်းနဲ့ပောက်ကွဲမှုနဲ့အတူမီဆာတိုတယောက်ပျောက်ဆုံးသွားပါတော့တယ်။တစ်ဖက်မှာလည်းရှင်ဂျီလိုမျိုးမပြောညံ့တဲ့အာဆူကာကတော့သူ့ရဲ့စိတ်ကိုအားမကုန်ခင်တမန်တော်ကိုဘကိုအသေးအံတိုက်ခိုက်နေရပါတယ်။တမန်တော်တွေကလည်းခေသူတွေမဟုတ်တဲ့အတွက်အာဆူကာတယောက်စိတ်ရောမှန်မှာထည့်ပြီးတိုက်ခိုက်နေရတာပါ။ရှင်ဂျီဘက်မှာတော့မြေအောက်ကိုရောက်လာပေမဲ့စစ်ရုပ်ထဲဝင်မရအောင်လှုပ်ထားတဲ့အတွက်တိုင်ပတ်နေပါတော့တယ်။မြေအောက်ရဲ့အနက်ဆုံးတစ်နေရာမှာတော့ရှင်ဂျီရဲ့အဖေကအာယာနာမီနဲ့အတူတူအင်ဂျင်နဲ့ဖျားကိုချိတ်ပိတ်ထားတဲ့နေရာကိုရောက်လာခဲ့ပေမဲ့သူတို့တွေထက်ကြိုရောက်နေတဲ့လူတစ်ယောက်ကိုတွေ့သွားပါတယ်။သူကတော့အာကာကီဖြစ်ပြီးဘာမှမပြောတော့ပဲရှင်ဂျီရဲ့အဖေကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်။အာကာကီကတော့သူမရဲ့အမေအတွက်ကောသူ့အတွက်ပါရှင်ဂျီရဲ့အဖေကိုလက်စားချေဖို့အတွက်ဌာနချုပ်ကစူပါကွန်ပျူတာတွေအားလုံးကိုဖျက်ဆီးတဲ့ခလုတ်ကိုနှိပ်ပြီးအရာအားလုံးကိုအဆုံးသတ်ဖို့တွေးလိုက်ပေမဲ့ထင်သလိုဖြစ်မလာခဲ့ပါဘူး။ဘာလို့လဲဆိုတော့အာကာကီရဲ့အမေတီထွင်ထားတဲ့စူပါကွန်ပျူတာကရှင်ဂျီရဲ့အဖေအတွက်တီးတန့်ဖန်တီးထားတာဖြစ်တာမို့လို့ဖျက်ဆီးလို့မရဖြစ်သွားတာပါ။နောက်ဆုံးမှာတော့အသက်နဲ့ရင်ပြီးချစ်ခဲ့တဲ့အာကာကီရဲ့အမေကကိုကိုတစ်စက်လေးမှမချစ်တဲ့ရှင်ဂျီရဲ့အဖေကိုရွေးချယ်သွားခဲ့တဲ့အပေါ်အာကာကီတယောက်နားမလည်နိုင်ဖြစ်သွားပါတယ်။ဒါပေမဲ့လည်းအချိန်နှောင်းသွားပြီးရှင်ဂျီရဲ့အဖေကပေးဆက်ခဲ့တဲ့သူတွေရဲ့မျက်နှာကိုတော့မထောက်ပဲအာကာကီကိုတနက်နဲ့ပစ်လိုက်ပါတော့တယ်။အာကာကီလည်းတမိအရင်ထက်ဒီလိုလူမျိုးကိုချစ်ခဲ့တဲ့မိခင်ကိုအံ့ဩရင်းနဲ့လောကကြီးထဲကနေနှုတ်ဆက်သွားခဲ့ပါတော့တယ်။အာဆူကာဘက်မှာလည်းအာဟုတ်ခန်ဒီဖြစ်နေတဲ့အချိန်နောက်ဆုံးတက်မန်တော်ကိုတတ်ခန်ဒီမှာဘယ်မှမသိတဲ့လှမ်းပစ်လိုက်တဲ့ဓားသွားကိုဒိုင်းကနေကာကွယ်ရင်းရုတ်တရက်ဆွမ်းအားမြင့်လှန်ပုံစံပြောင်းသွားတော့အာဆူကာတယောက်ထိတ်လန့်သွားပါတော့တယ်။ဒါပေမဲ့လည်းအရာအလုံးနောက်ကျသွားပြီးထိုလန်ကဆေးရုပ်ရဲ့ခေါင်းကိုတဲ့တဲ့ဆိုင်သွားတဲ့အချိန်အာဆူကာလည်းအလားတူနာကျင်မှုမျိုးကိုခံစားလိုက်ရပါတယ်။ဌာနချုပ်မှာလည်း Eva Zero 2အကုံသွားလို့အခက်တွေ့နေတဲ့အချိန်မှာပဲဌာနကလူတွေကမထင်မှတ်ထားတဲ့အရာတစ်ခုကိုမြင်လိုက်ရလို့မယုံနိုင်ဖြစ်သွားပါတယ်။ဒါကတော့အာဆူကာတယောက်စူးစမ်းပန်းစားတတ်ထားတဲ့တမန်တော်တွေကသူ့အလိုလိုဒဏ်ရာတွေပျောက်ပြီးအကောင်းတိုင်းပြန်ရှင်လာခဲ့တဲ့မြင်ကွင်းကိုမြင်သွားခဲ့တာကြောင့်ပါ။အာဆူကာကတော့ထိတ်ချုပ်ခန်းမှာပိတ်မိနေတဲ့အချိန်ပြန်ရှင်လာတဲ့တမန်တော်တွေကအာဆူကာရဲ့စိတ်ရုပ်ကိုစတင်စားတော့ပါတော့တယ်။ဒီမြင်ကွင်းကအတော်လေးကိုဆိုးရွားလွန်းလို့ဌာနကလူတွေကလည်းအတော်လေးကိုထိတ်လန့်တုန်လှုပ်နေတာပါ။အာဆူကာကတော့လက်မလျှော့သေးပဲအားကုန်သုံးပြီးတိုက်ခိုက်ခြင်းပေမဲ့တမန်တော်တွေကပြစ်လိုက်တဲ့လှန်ချက်ပေါင်းများစွာနဲ့အာဆူကာလည်းဒီနေရာမှာကြာဆုံးသွားခဲ့ပါတော့တယ်။ဒီသတင်းကိုလည်းဌာနချုပ်ကမြေရောက်ခန်းမှာစိတ်တက်ကြနေတဲ့ရှင်ဂျီကတီးသွားပေမဲ့ဘာမှမထူးလာတော့ပိတ်မိနေတဲ့ Eva Zero 1ကသူ့လိုလှုပ်ရှားလာပြီးရှင်ဂျီကိုအသိဝင်လာအောင်လုပ်လိုက်ပါတယ်။ရှင်ဂျီလည်းဒါကသူ့အမေရဲ့လက်ချက်ဆိုတာကိုတွေးမိလိုက်တဲ့အချိန်မြေအောက်ရဲ့တနေရာမှာရှိနေတဲ့ရှင်ဂျီရဲ့အဖေကတော့ Eva Zero 1နိုးထလာတာကိုခံစားမိသွားတာပါ။ Eva Zero 1လည်းအစွမ်းအပြည့်နဲ့နိုးထလာခဲ့တဲ့အချိန်အာဆူကာရဲ့ဆေးရုပ်ပုံစံကိုမြင်သွားတဲ့ရှင်ဂျီကတော့အတော်လေးကိုထိတ်လန့်သွားပါတော့တယ်။စိတ်ခံစားချက်တွေကပြင်းထန်လွန်းတဲ့အတွက်ရှင်ဂျီရဲ့ Eva Zero 1ကအနီရောင်အတောင်တစုံထွက်လာပြီးလေပေါ်မှာရပ်တန့်နေတာပါ။တစ်ဖက်မှာလည်း Eva Zero 1ကပေါ်လာပြီးဖြစ်တဲ့အတွက်ရှင်ဂျီရဲ့အဖေကသူ့ရဲ့လက်မှာမွေးထားတဲ့အာတန်ရဲ့နတ်ဖျားရဲ့အသွေးသားနဲ့အာယာနာမီကိုပေါင်းစပ်ခိုင်းပြီးနတ်ဖျားလီလေးရဲ့ကိုယ်ထဲကိုဝင်ကတတိယမြောက်တန်းစင်ချင်းကိုစားဖို့လုပ်နေပါတယ်။ရှင်ဂျီရဲ့ဖေကအာယာနာမီရဲ့ကိုယ်ထဲကိုဖောက်ဝင်ပြီးအာတန်ရဲ့အသွေးသားကိုထည့်ပေးနေရင်ရှင်ဂျီရဲ့အမေယူအီရှိရဲ့နေရာကိုခေါ်သွားဖို့အာယာနာမီကိုအမိန့်ပေးနေတာပါ။ရှင်ဂျီဘက်မှာတော့စိတ်တွေလွတ်သွားတဲ့အချိန်အနီရောင်အတောင်တွေကလောဝက်ကတိုင်ပုံစံပြောင်းသွားတာကိုအာယာနာမီလည်းသိသွားပါတော့တယ်။ထိုအချိန်စီဇန်1ရဲ့နောက်ဆုံးပိုင်းမှာအာကာသာတဲကအင်ဂျယ်ကိုတက်ဖို့အသုံးပြုခဲ့တဲ့အစွမ်းအားမြင့်လှန်ကလားဘော်ကနေရှင်ဂျီရှိရဲ့နေရာစီပြန်ရောက်လာတော့ဌာနမှာရှိတဲ့ Professor ကမယုံနိုင်ဖြစ်သွားပါတယ်
ဒီအဖြစ်အပျက်ကိုဆဲစလူကြီးတွေကလည်းတည်သွားပြီးရဲ့နောက်မှာတော့ရှင်ကြီးကိုအမြင့်ဆုံးနေရာကိုခေါ်သွားပြီးတတိယမြောက်တန်းစင်ကြီးကိုစတင်ဖို့တမန်တော်9ပါးကိုအမိန့်ပေးလိုက်ပါတယ်တမန်တော်9ပါးလည်းရှင်ကြီးကိုဖမ်းဆီးလိုက်ပြီးကမ္ဘာအပြင်ဘက်မှာတန်းစင်ကြီးကိုလှုပ်ဖို့ခေါ်သွားပါတော့တယ်လိုအပ်တဲ့အမြင့်တနေရာကိုရောက်နေတဲ့အချိန်မှာတော့တမန်တော်9ပါးကနေရာအသီးသီးယူနေကြတဲ့အချိန်ဆေးရုပ်ခန်းထဲကရှင်ကြီးကတော့ဘာဆက်လုပ်မှမသိတော့အောင်ကြောက်လန့်နေတာပါဆဲစကလူကြီးတွေကလည်းတန်းစင်ချင်းကိုစတင်လှုပ်ဖို့အမိန့်ပေးနေတဲ့အချိန်တမန်တော်9ပါးရဲ့ခန္ဓာကိုယ်မှာစတင်အလင်းပြန်လာပါတော့တယ်ဌာနကလူတွေကလည်းဒီအဖြစ်အပျက်တွေကလွန်ခဲ့တဲ့ဒုတိယမြောက်တန်းစင်ချင်းနဲ့အတူတူပဲဆိုတာကိုသိသွားပြီးအရာအလုံးအဆုံးသတ်တော့မှဖြစ်ကြောင်းနားလည်သွားတဲ့အချိန်မှာပဲအလင်းပြန်နေတဲ့တမန်တော်တွေရဲ့ပတ်ပတ်လည်မှာကျန်းစာလိုမျိုးအရာတွေပေါ်လာခဲ့ပါတော့တယ်ဒီအဖြစ်အပျက်ကိုမောကြည့်နေကြတဲ့တပ်သားတွေကလည်းတခုခုမှားနေပြီဆိုတာကိုသိလိုက်တဲ့အချိန်မြေပြင်ပေါ်မှာစွမ်းအားမြင့်တဲ့ပောက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်ဌာနကလူတွေကလည်းစခန်းကိုအသေးသက်ကာကွယ်နေရပြီးဒီပောက်ကွဲမှုကကမ္ဘာပြင်ဘက်ကနေအောင်မြင်ရတဲ့အထိပောက်ကွဲမှုအားကပြင်းထန်ခဲ့တာပါရှင်ကြီးရဲ့အဖေဘက်မှာလည်းအာနာမီနဲ့ပေါင်းဆက်ဖို့လုပ်နေပေမဲ့အာနာမီကပထမဆုံးအကြိမ်ရှင်ကြီးရဲ့အဖေကိုသစ္စာဖောက်ပါတော့တယ်ရှင်ကြီးရဲ့အဖေလည်းအံ့ဩထိတ်လန့်သွားတဲ့အချိန်မှာပဲအာနာမီကအင်ဂျယ်ရဲ့နတ်ဖျားရဲ့ခန္ဓာကိုယ်နဲ့ပေါင်းဆက်ဖို့မိုးပေါ်ကိုပြန်တက်သွားခဲ့ပါတယ်ရှင်ကြီးရဲ့အဖေကလည်းဒီလိုမျိုးမလုပ်ဖို့တောင်းပန်နေပေမဲ့အာနာမီကတော့ရှင်ကြီးကိုပဲရွေးချယ်ကနတ်ဖျားလီလေးရဲ့ခန္ဓာကိုယ်လေးကိုဝင်ရောက်သွားပါတော့တယ်ထို့နောက်နတ်ဖျားကြီးလီလေးကချိတ်ပိတ်ထားတဲ့အချုံတော်ကနေလွတ်မြောက်သွားတာကိုရှင်ကြီးရဲ့အဖေကဝမ်းထဲစွာရပ်ကြည့်နေရပါတယ်ခဏကြာမှနတ်ဖျားကြီးလီလေးရဲ့မျက်နှာဖုံးကကွာကျလာခဲ့ပြီးခန္ဓာကိုယ်ဟာလည်းမိန်းကလေးတယောက်ပုံစံအဖြစ်ပြောင်းလဲလာခဲ့ပါတယ်ဌာနမှာလည်းမြေအောက်ကအမည်မသိတဲ့ဆွမ်းအားတစ်ခုကိုခြေရာခံလို့မပြီးသေးခင်မှာပဲသူတို့ရှေ့မှာမိန်းကလေးပုံစံအင်ဂျယ်ကအကောင်လန်ကြီးပေါ်လာတော့သူတို့တွေလည်းကြောက်လက်တုန်လှုပ်သွားခဲ့တာပါကောင်းကင်ပေါ်မှာလည်းမီဆာတိုရဲ့ဆွဲကြိုးကိုကြည့်ပြီးစိတ်တက်ကြနေတဲ့ရှင်ကြီးရဲ့ရှေ့ကိုအင်ဂျယ်ကြီးတစ်ကောင်ကပေါ်လာခဲ့ပါတယ်ရှင်ကြီးလည်းအင်ဂျယ်ရဲ့မျက်နှာကိုမြင်သွားတော့ဒီအင်ဂျယ်ကအာယာနာမီဖြစ်နေမှထိတ်လန့်စွာနဲ့မြင်သွားပါတော့တယ်အာယာနာမီလည်းရှင်ကြီးရဲ့ Ever 01နဲ့ပေါင်းဆက်ဖို့အနားကိုလာတဲ့အချိန်ဘာတွေဖြစ်နေမှတခုမှနားမလည်လေရှင်ကြီးကတော့ကြောက်လန့်လို့အော်ဟစ်နေတာပါဆဲစကလူကြီးတွေကလည်းတတိယမြောက်တန်းစင်ချင်းကိုအစာပြိုးလိုက်တာနဲ့တပြိုင်နက်တမန်တော်9ပါးကတက်ဆိုင်ရာနေရာအသီးသီးကိုယူလိုက်ကြတဲ့အချိန်ထူးဆန်းတဲ့မော်ဆာဝိုင်းတွေပေါ်လာခဲ့ပါတော့တယ်ထို့နောက်တမန်တော်ရဲ့မျက်နှာတွေကလည်းအာနာမီရဲ့မျက်နှာတွေပုံစံအဖြစ်ပြောင်းလဲသွားတာကိုရှင်ကြီးကအထိတ်တလန့်နဲ့ကြည့်နေခဲ့ရတာပါခဏကြာမှပဲ Ever 01ရဲ့အသက်တက်ကရင်ဘက်ကနေပွင့်လာခဲ့ပါတယ်ဌာနချုပ်မှာလည်းရှင်ကြီးရဲ့စိတ်ချင်းဆက်သွယ်ရေးစနစ်တွေကအနှုတ်ဘက်ကိုရောက်သွားတော့ Professor လည်းစိုးရိမ်နေတဲ့အချိန်ရှင်ကြီးဘက်မှာတော့ဘာမှထိန်းချုပ်လို့မရဖြစ်နေပါတယ်ထို့အချိန်ထူးဆန်းပြီးရင်းနှီးတဲ့အတန်ကိုရှင်ကြီးယောက်ကြားသွားပါတယ်ဒါကတော့ခါဝါယူဖြစ်နေပြီးရှင်ကြီးကိုသူနဲ့အတူတူပေါင်းစည်းဖို့စီယုံသိမ်းသွင်းနေတာပါခါဝါယူရဲ့စကားတွေကြောင့်ရှင်ကြီးလည်းမျက်စိမိတ်ယုံကြည်သွားပြီးပေါင်းဆက်ဖို့သဘောတူလိုက်ကစွမ်းအားမြင့်လှန်ကရှင်ကြီးရဲ့စိတ်ယုံမှရှိတဲ့အတတ်တန်နဲ့ပေါင်းစည်းသွားပါတယ်ထို့နောက် Ever 01စိတ်ယုံရှိတဲ့နေရာမှာအတတ်တစ်ပစ်လိုမျိုးပုံစံပြောင်းလဲသွားပြီးရှင်ကြီးကဒီလဝက်ကတိုင်တစ်ပင်ကြီးမှာအတွေးများစွာနဲ့မျောလွင့်နေရင်ထာဝရချိတ်ပိတ်ခြင်းကိုခံလိုက်ရပါတယ်တကယ်တော့ရှင်ကြီးမြင်ခဲ့တဲ့ခါဝါယူကအစ်စ်မဟုတ်ပဲအာယာနာမီကိုတိုင်းပုံရိပ်ရောင်ပြကရှင်ကြီးကိုလှည့်စားခဲ့တာပါကိုယ့်ရဲ့ရင်ထဲမှာအခြေရဆုံးသူတွေရဲ့ပုံစံနဲ့လှည့်စားပြီးရှင်ကြီးကိုလက်ခံလာအောင်လုပ်ခဲ့ခြင်းဖြစ်ပါတယ်ပြတ်ဆက်ရရင်အတွေးတွေနဲ့မျောလွင့်နေတဲ့ရှင်ကြီးကအတိတ်ကာလတစ်ခုစီကိုရောက်နေပါတယ်ရှင်ကြီးငငယ်တုန်းကအမေကတည်ဆုံးသွားပြီးအဖေကပြစ်ပယ်ခြင်းကိုခံလိုက်ရတော့တခြားမိသားစုတွေကိုအားကြရတဲ့အထီးကျန်လာခဲ့တာပါထို့နောက်ရှင်ကြီးရဲ့မတိစိတ်ဝိညာဉ်ကတခြားနေရာတစ်ခုစီကိုရောက်သွားပြန်ပါတယ်ဒါကတော့ခန်ကြီးနဲ့မီဆာတိုတို့အဲ့ရောက်ပေါ်ကကိစ္စတွေဖြစ်နေတဲ့နေရာကိုရောက်သွားတာပါရှင်ကြီးလည်းဒီအဖြစ်အပျက်ကိုရက်ကြည့်နေရင်မီဆာတိုတယောက်သူ့ရဲ့နှလုံးသားကိုကစားပြီးလိန်ညာနေခဲ့တယ်ဆိုပြီးမှတ်ယူသွားပါတယ်ထို့နောက်အာဆူကာဘက်ကိုရောက်သွားပြန်ပါတယ်စီဇန်1မှာတုန်းကအာဆူကာနဲ့ရှင်ကြီးတို့မနန်းခင်ကာလာတစ်ခုစီကိုရောက်နေတာပါအာဆူကာကရှင်ကြီးရဲ့မတိစိတ်ကတဏှာစိတ်တွေကိုပြန်ဖော်ပြီးအတုံးမကျတဲ့လူတယောက်လိုမျိုးအပြစ်တင်နေပါတယ်ဆက်ပြီးအာဆူကာကသူမရဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးစိတ်ထဲမှာမှန်းရင်အာသာဖြေနေတာတွေကိုမတိစိတ်ထဲကနေရှင်ကြီးကိုပြောဆိုပြီးအပြစ်တင်နေတာပါထို့နောက်အာယာနာမီပါအတွေ့အကြုံရောက်လာပြီးသူတို့နှစ်ယောက်ကရှင်ကြီးကိုမိကုံးပေါင်းများစွာနဲ့နှိပ်စက်အပြစ်တင်နေပါတယ်နောက်ဆုံးမှာတော့ရှင်ကြီးကသူ့ကိုကောင်းကောင်းကြီးလှည့်စားပြီးအတုံးချခဲ့တဲ့မိန်းကလေး၃ယောက်ကိုမထင်မှတ်ထားတဲ့စကားတစ်ခုကိုပြောခဲ့ပါတယ်ဒါကတော့သူ့ကိုဘယ်တော့မှထားမသွားပါနဲ့ဆိုတဲ့စကားပါထို့နောက်တခြားတနေရာတစ်ခုစီကိုရောက်သွားပြန်ပါတယ်ဒါကတော့မီဆာတိုနဲ့ခန်ကြီးတို့ညစာသွားစားနေတဲ့အချိန်အိမ်မှာအာဆူကာနဲ့ရှင်ကြီးတို့နှစ်ယောက်တည်းရှိနေခဲ့တဲ့အချိန်ကာလတစ်ခုစီကိုပါရှင်ကြီးကအာဆူကာကိုစိုးရိမ်နေပေမဲ့အာဆူကာကတော့ကိုတောင်မချစ်တတ်တဲ့သူကသူ့ကိုလာပြီးဂယူးမဆိုင်ဖို့ရှင်ကြီးကိုပြောဆိုကတွန်းထုတ်လိုက်ပါတယ်ရှင်ကြီးလည်းအတိတ်ကစိတ်ဒဏ်ရာတွေကိုအခုလက်ရှိဘာတွေဖြစ်ပြီးဘယ်နေရာကိုရောက်နေမှန်းမသိတော့အောင်ပျောက်ဆုံးနေတဲ့အတွက်သူ့ကိုကယ်ပေးဖို့အကူကြီးတောင်းနေတာပါအာဆူကာကတော့တနာစရာကောင်းတဲ့ရှင်ကြီးကိုကြည့်ပြီးမကူညီနိုင်ကြောင်းပြောလိုက်တော့ရှင်ကြီးလည်းစိတ်မထိန်နိုင်တော့ပဲအာဆူကာကိုတိုက်ခိုက်ပါတော့တယ်တကယ်တော့ဒါတွေကရှင်ကြီးတယောက်အသက်သက်ပင်ထဲမှာချိတ်ပိတ်ခြင်းကိုခံရတဲ့အချိန်မသိစိတ်နဲ့သိစိတ်ကြားကအတွေးတွေထဲမှာမျောလွင့်နေတဲ့အချိန်ဖြစ်နေတာပါရှင်ကြီးလည်းသူဖျက်သားလာခဲ့တဲ့ဘဝမှာအဆအဆုံးထိတခုမှကောင်းမနေတော့သူ့ကိုမချစ်တဲ့သူတွေအားလုံးကိုတပ်ပစ်မဲ့ဆိုတဲ့အတွေးတွေကခေါင်းထဲကိုဝင်လာခဲ့ပါတယ်ဒီလိုရှုပ်ထွေးလုံးတဲ့အတွေးတွေကြောင့်ဌာနချုပ်မှာလည်းရှင်ကြီးရဲ့စိတ်ချင်းဆက်သွယ်မှုက0အဖြစ်ကိုလုံးဝကျရောက်သွားခဲ့ပါတော့တယ်
ထို့နောက်ကဘာမြေပေါ်မှာအနိုင်ရောင်အသက်တက်လုံးကြီးပေါ်လာတဲ့အချိန်ကဘာကြီးရဲ့တခြားတစ်ဖက်မှာတော့နတ်ဖျားနဲ့ပေါင်းဆက်ထားတဲ့အာယာနာမီကပေါ်လာခဲ့ပါတယ်ဌာနချုပ်မှာလည်းအတော်လေးကိုဆိုးရွားလုံးတဲ့အခြေအနေကိုထိန်းချုပ်ချင်နေပေမဲ့ဘာမှမတတ်နိုင်တော့လို့ Professor လည်းရက်ကြီးယုံကလွဲပြီးတခြားရွေးချယ်စရာမရှိတော့တာပါထို့နောက်အာယာနာမီကနတ်ဖျားတစ်ပါးလိုမျိုးအတောင်တွေစတင်ထွက်ပေါ်လာပြီးအနိုင်ရောင်အသက်တက်လုံးကိုလက်ဖွားနဲ့ခံယူထားရပါတယ်ထိုအချိန်မှာပဲဌာနချုပ်မှာအာယာနာမီတွေအများကြီးပေါ်လာခဲ့ပါတယ်မီဇာတိုကောအာကာကီပါသူတို့တွေရဲ့ရုပ်အလောင်းကနေလိမ်မောရောင်အရေးတွေအဖြစ်ပြောင်းလဲသွားတာကိုလည်းမြင်တွေ့ရမှာပါဌာနချုပ်ကလူတွေလည်းအာယာနာမီကနေတဆင်သူတို့တွေရဲ့ရင်ထဲမှာချစ်ခင်ရတဲ့လူတွေရဲ့ပုံစံအဖြစ်ပြောင်းလဲပြီးအသက်ဝိညာဉ်တွေကိုနှုတ်ယူကလိမ်မောရောင်အရေးအဖြစ်ပြောင်းလဲခြင်းကိုခံလိုက်ရပါတယ်Professor လည်းသူအရင်တုန်းကချစ်ခဲ့ရတဲ့ UE အဖြစ်ပုံစံပြောင်းထားတဲ့အာယာနာမီရဲ့ခေါ်ဆောင်ခြင်းကိုလည်းခံလိုက်ရကပျောက်ကွယ်သွားခဲ့ပါတယ်ဆဲစကလူကြီးတွေလည်းအကုန်လုံးပျောက်ကွယ်ကုန်ပြီးရှင်ကြီးရဲ့အဖေဘက်မှာတော့သူ့ရဲ့ဇနီးအပြင်ခါဝါယူရောအာယာနာမီပါရောက်နေခဲ့ပါတယ်ထို့နောက်မပျောက်ကွယ်ခင်ရှင်ကြီးကိုမချစ်ပေးနိုင်ခဲ့တဲ့ဖခင်တယောက်အနေနဲ့စိတ်မကောင်းကြောင်း UE ကိုတောင်းပန်လိုက်ပါတယ်တကယ်တော့ရှင်ကြီးရဲ့အဖေကဇနီးဖြစ်တဲ့ UE ကိုဆုံးရှုံးပြီးရဲ့နောက်မှာတော့အချစ်ရဲ့ဆုံးရှုံးခြင်းနဲ့ဝမ်းနည်းခြင်းတွေကိုကြောက်လာခဲ့တာကြောင့်ရှင်ကြီးကိုထပ်မချစ်မိအောင်စွန့်ပစ်သွားခဲ့တာပါထို့နောက်မှာတော့ရှင်ကြီးရဲ့အဖေကို Eva 01အဖြစ်ပုံပြောင်းထားတဲ့အာယာနာမီကသူ့ကိုကိုက်ချီပြီးလာခေါ်သွားပါတော့တယ်ရှင်ကြီးဘက်မှာတော့တမန်တော်ကိုဘကကိုရစ်ပူဇော်လိုက်တာနဲ့တပြိုင်နက်တကဘာလုံးမှာအော်ဟစ်တန်တွေနဲ့အတူတူလူသားတွေအားလုံးကတန့်စင်ခြင်းကိုခံလိုက်ရပါတော့တယ်ကြန့်ရှိနေတဲ့အသက်ဝိညာဉ်တွေအားလုံးကိုအာယာနာမီရဲ့လက်ကနေတဆင်းအနိုင်ရအသက်တက်လုံးကြီးစီကိုထည့်သွင်းလိုက်ပါတယ်ဒါကဆဲဆူကြီးတွေလိုချင်နေတဲ့အရာပါသူတို့တွေစူးစမ်းပြီးဖန်တီးခဲ့တဲ့အရာကအခုဆိုရင်တော့လုံးဝကိုအောင်မြင်သွားခဲ့ပါပြီနာကျင်ခြင်းတွေစိတ်အားငယ်ခြင်းတွေနဲ့အထီးကျန်ခြင်းတွေမရှိတော့ပဲလူသားတွေရဲ့ဝိညာဉ်ကအနိုင်ရအသက်တက်လုံးကြီးထဲမှာတစုတစည်းတည်းပေါင်းစည်းသွားပါတော့တယ်ထို့နောက်ရှင်ကြီးရှိနေတဲ့အသက်သက်ပင်ကအာယာနာမီရဲ့နှစ်ဖူးထဲကိုဝင်သွားတဲ့အချိန်မှာတော့ရှင်ကြီးတယောက်သတိပြန်ဝင်လာခဲ့ပါတယ်အာယာနာမီရဲ့ခန္ဓာကိုယ်အတွင်းထဲမှာလည်းအာယာနာမီဆုပ်ယူထားတဲ့လူသားတွေရဲ့အသက်ဝိညာဉ်တန်းနဲ့ချီပြီးရှိနေတာကိုလည်းရှင်ကြီးတယောက်ကမြင်သွားရကနေနောက်ထပ်အတွင်းထဲပဲတစ်ခုစီကိုရောက်သွားပါတော့တယ်ဒီနေရာကတော့အာယာနာမီနဲ့ရှင်ကြီးပေါင်းစည်းကန်ဒီအချိန်ကာလတစ်ခုစီကိုပါဒီနေရာမှာတော့ရှင်ကြီးကလူသားတွေရဲ့နတ်ဖျားတစ်ပါးလိုဖြစ်လာခဲ့ပါတယ်လူတိုင်းကိုတေခိုင်းလို့လည်းရသလိုလူတိုင်းကိုလည်းအသက်ပြန်ရှင်နိုင်အောင်လုပ်နိုင်တဲ့အထိရှင်ကြီးကအစွမ်းတွေရောအာဏာပါရှိလာခဲ့တာပါအာယာနာမီလည်းရှင်ကြီးလိုချင်တဲ့ကဘာကိုပြန်ပြီးဖန်တီးနိုင်လိုက်အောင်အစွမ်းတွေရှိနေပြီဖြစ်ကြောင်းရှင်းပြလိုက်တော့ရှင်ကြီးလည်းမီဆာတိုရဲ့ဆွဲကြိုးကိုကြည့်ရင်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်ထို့နောက်ပေါက်ဆက်ကန်ဒီဖြစ်နေတဲ့အာယာနာမီကိုဆွဲထုတ်ပြီးကျေးဇူးတင်ကြောင်းပြောကလည်းဆွဲနှုတ်ဆက်လိုက်ပါတယ်ခဏကြာမှတော့တခြားနေရာတစ်ခုစီကိုကြောက်သွားပြီးဒီမှာတော့ခါဝါယူပါရှိနေတာပါခါဝါယူကလည်းရှင်ကြီးနေနဲ့ဘာကိုလိုအပ်နေရလဲဆိုပြီးမေးလိုက်တော့ရှင်ကြီးလည်းသူဆုံးဖြတ်ထားတဲ့အရာကိုပြောပြလိုက်ပါတယ်ဒါကတော့လူတိုင်းကသူ့ကိုမချစ်တော့တဲ့အတွက်ဒီလူသားမျိုးတဲ့အားလုံးကိုတန်းစင်ပြီးအစ်စ်ပြန်လဲဖန်တီးခြင်းနေတာပါဒါပေမဲ့လည်းဒီလိုလူတွေကြောင့်ပဲသူ့အနေနဲ့နာကျင်မှုတွေကိုလည်းခံစားရတယ်လို့သူ့ရဲ့ဘဝမှာလည်းအတိတ်ပဲရှိတာတယ်လို့ခံစားမိကြောင်းပြောပြလိုက်ပါတယ်ဒါကြောင့်သူ့ရဲ့အဖေကတော့လူသားတွေကိုမူလအတိုင်းအသက်ပြန်သွင်းမယ်ဖြစ်ကြောင်းပြောပြလိုက်တာနဲ့တပြိုင်နက်နတ်ဖျားနဲ့ပေါင်းဆက်ထားတဲ့အာယာနာမီရဲ့ level မှာပြက်ချတိုင်ရာတစ်ခုပေါ်လာခဲ့ပါတယ်ထို့နောက်နတ်ဖျားရဲ့အတောင်တွေလည်းပျောက်ကွယ်သွားပြီးတဲ့နောက်မှာတော့မျက်လုံးထဲကနေ Eva 01ကထွက်ပေါ်လာခဲ့ပါတယ်ခဏကြာမှာတော့ Eva 01ရဲ့နောက်ကျောမှာအနီရောင်အနက်ဖျားအတောင်မှန်12ခုထွက်ပေါ်လာပြီးကဘာကိုအစားကနေပြန်ပြီးတန့်စင်มาတော့တယ်အနက်ရောက်အသက်တက်လုံးကလည်းပြက်သွားခဲ့ပြီးအသက်ဝိညာဉ်တွေရဲ့တဝက်လောက်ကကဘာပေါ်ကိုပြန်ကျဲကုန်ပါတယ်ထိုအသက်ဝိညာဉ်တွေလည်းသူတို့လာခဲ့တဲ့နေရာအတိုင်းပြန်သွားနေကြပြီးတစ်ဖက်ကအာယာနာမီကတော့စတင်ပျက်စီးလာပါတော့တယ်ထို့နောက် Eva 01ကအစွမ်းအမြင့်လှန်ကိုပြန်ထုတ်ယူပြီးအစွမ်းတချို့ကိုသုံးကရေးပူစော်ထားတဲ့တမန်တော်9ပါးကိုလည်းချိတ်ပိတ်ခြင်းကနေပယ်ဖျက်လိုက်ပါတယ်ထို့နောက်ကဘာပေါ်မှာတော့တန်းစင်ချင်းလော်ဝက်ကတ်တိုင်တွေအကုန်လုံးပျောက်ကွယ်ကုန်ပြီး Eva 01လည်းအတောင်ပံတွေကိုပြန်သိမ်းလိုက်ကပြန်မနိုးထလာအောင်ကိုချိတ်ပိတ်လိုက်ကအာဂါသာထဲမှာမျောလင့်သွားပါတော့တယ်အတွေ့အထဲမှာလည်း Eva 01နဲ့ရှိနေတဲ့အမေဖြစ်သူနဲ့နှုတ်ဆက်နေတဲ့ရှင်ကြီးတယောက်ကဘာပေါ်ကိုပြန်ရောက်လာခဲ့ပါတော့တယ်အရာအလုံးကပျက်စီးယူရင်းနေပြီးအာယာနာမီရဲ့ခေါင်းကလည်းကဘာပေါ်မှာတင်ကျန်နေခဲ့ပါတယ်ပင်လေကလည်းလေမုံရောင်အရေးအဖြစ်ပြောင်းလဲနေပြီးတမန်တော်ရဲ့ရုပ်လောင်းတွေကလည်းရှိနေခဲ့ပါတယ်ထို့နောက်အသိပြန်ဝင်လာတဲ့ရှင်ကြီးရဲ့ဘေးမှာဘာတွေဖြစ်ကုန်မှမသိတော့အောင်ကြောင်တောင်ဖြစ်နေတဲ့အာဆူကာပါရှိနေမှမြင်သွားပါတယ်ထို့နောက်ရှင်ကြီးလည်းခဏလောက်စဉ်းစားကြည့်ပြီးနောက်သူ့ကိုအရံမုံမာရယ်ဆိုတဲ့အာဆူကာကိုလုံနေတာပါသူ့ကိုလိန်ညာလှည့်ပြားခဲ့တဲ့မင်္ဂလေးတွေကတက်ရောက်လဲဖြစ်တယ်လို့မသိစိတ်ကနေရလာတဲ့စိတ်တန်ရာတွေကြောင့်အာဆူကာကိုတတ်ဖို့အထိစိတ်တက်တွေကပြင်းထန်နေတာပါဒါပေမဲ့လည်းအာဆူကာကရှင်ကြီးရဲ့မျက်နှာကိုနားမလည်နိုင်စွာပုတ်တက်ပေးလိုက်တော့တိမ်ထားတဲ့စိတ်တွေကလျော့သွားပြီးရှင်ကြီးရဲ့စိတ်ကြယောဂါကပြန်ဝင်လာခဲ့ပါတော့တယ်ထို့နောက်အာဆူကာရဲ့ရင်ဝင်မှာအားရပါရငိုနေပေမဲ့အာဆူကာကတော့ပြောညံ့လုံးတဲ့ရှင်ကြီးကိုကြည့်ပြီးမေတ္တာတရားတွေအပြည့်ပါတဲ့စကားတစ်ခုကိုပြောလိုက်ပါတယ်ဒါကတော့စိတ်ပြက်ပြီးယုံစရာကောင်းတဲ့အကောင်ဆိုတဲ့စကားပါဟုတ်ပါတယ်ဒီမှာပဲဇလန်းကအဆုတ်သက်သွားခဲ့ပါပြီကဲဒီဇလန်းရဲ့မြုပ်ကွက်တွေကိုရှင်းပြမယ်အပိုင်းကိုရောက်လာခဲ့ပါပြီပထမဆုံးတစ်ခုကတော့တတိယတန်းစင်ချင်းကို Eva 01မဟုတ်ပဲတခြားဆေးရုပ်ကိုသုံးလို့မရဘူးလားဆိုတာပါဟုတ်ပါတယ်အဖြေကတော့မရပါဘူးဘာလို့လဲဆိုတော့ Eva 01ကတခြားဆေးရုပ်တွေနဲ့မတူပဲထူးခြားချက်တွေရှိနေတာပါပထမတစ်ချက်ကတော့ Eva 01ကလွတ်မြောက်သွားတဲ့ဆေးရုပ်ဖြစ်နေလို့ပါဒါကိုကျွန်တော်တင်ဆက်ထားတဲ့ season 1ကိုကြည်ပြီးသားသူတွေဆိုရင်တော့တည်ပြီးသားဖြစ်လို့မတည်သေးတဲ့သူတွေအတွက်ပြောပြချင်ပါတယ်ဆေးရုပ်တွေရဲ့ခန္ဓာကိုယ်ထဲမှာအင်ဂျယ်တွေကရှိနေပြီးသားပါ
ဒါပေမဲ့အင်ဂျယ်တွေကိုလှုပ်ရှားဖို့အတွက်စက်ရုပ်လိုမျိုးစက်ပစ္စည်းတွေအကူအညီယူထားတာမို့လို့ဒီစက်ပစ္စည်းတွေလဲပတ်ဖို့အတွက်အားသွင်းရပါတယ်ဒါပေမဲ့လည်း Eva 01ကစက်ရုပ်လိုမျိုးကအင်ဂျယ်လိုမျိုးပါလိုတယ်လို့ထိန်းချုပ်အသုံးပြုနိုင်တာမို့လို့အားသွင်းစနစ်မလိုအပ်ပါဘူးဒါကြောင့်အားသွင်းစနစ်မလိုတဲ့စက်ရုပ်ကိုလွတ်မြောက်သွားတဲ့စက်ရုပ်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ Eva 01မှာလူသားဝိညာဉ်ထည့်ထားတာမို့လို့ပါစီဇန်1မှာတော့ရှင်ဂျီရဲ့အမေယူအီက Eva 01ကိုစမ်းသပ်ရင်းပေါင်းဆက်မိသွားကတည်ဆုံသွားခဲ့ပါတယ်ဒါကြောင့်ပဲရှင်ဂျီရဲ့အမေရဲ့ဝိညာဉ်က Eva 01ရဲ့စက်ရုပ်ကိုယ်ထဲမှာထာဝရချိတ်ပိတ်ခြင်းကိုခံလိုက်ရတာပါလူသားဝိညာဉ်ရှိနေတဲ့စက်ရုပ်တွေကလည်းစောစောကပြောသလိုမျိုးအားသွင်းစနစ်မလိုအပ်တယ်လို့ဒဏ်ရာအနာတရားတွေရလာရင်လည်းသူ့လိုပြန်ကောင်းနိုင်တဲ့အသက်သက်ရှိနေတာကြောင့်ပါတန်းစင်ချင်းမှာ Eva 01ဘယ်လောက်အကျန်းခံတယ်လဲဆိုတာအလိုလျောက်ကုသခြင်းအသက်သက်ရှိနေတာကြောင့်ပါနောက်ဆုံးတစ်ချက်ကတော့ရှင်ဂျီကြောင့်ပါရှင်ဂျီက Eva 01ကိုပဲထိန်းချုပ်နိုင်ပြီးတခြားစက်ရုပ်တွေကိုမထိန်းချုပ်နိုင်ပါဘူးဒါကလည်း Eva 01မှာရှိနေတဲ့ရှင်ဂျီရဲ့အမေဖြစ်သူနဲ့စိတ်ချင်းဆက်သွယ်နိုင်တဲ့အကြောင်းလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါကြောင့် Eva 01ကိုတန်းစင်ချင်းတွေအသုံးပြုခဲ့ရတာပါနောက်ထပ်လူမီအများဆုံးအရာတစ်ခုကတော့တန်းစင်ချင်းဆိုတာဘာလဲဆိုတဲ့အကြောင်းပါအနေငယ်ရှုပ်ထွေးလွန်းလို့ကျွန်တော်တခြားရှင်းပြပါမယ်ကဘာဦးရဲ့အစမှာဒီကဘာရဲ့မျှခြေကိုထိန်းပေးထားတဲ့အရာနှစ်ခုရှိပါတယ်ဒါကတော့အသက်ဓာတ်နဲ့ပညာဓာတ်ပါပညာဓာတ်ကလီလေးလို့ခေါ်တဲ့နတ်ဖျားကနေလူသားတွေအဖြစ်ဆင်းသက်ပေါက်ဖွာလာခဲ့တာပါလူသားတွေကအသိပညာနဲ့အတတ်ပညာမှာထူးချွန်ကြပေမဲ့ကြားမှကွဲပြားခြားနားသလိုသူတို့တွေရဲ့တက်တန်းကလည်းအတော်လေးကိုတိုးတောင်းပါတယ်နောက်တစ်ခုကတော့အသက်ဓာတ်ပါဒါကိုပိုင်ဆိုင်ထားတဲ့အာတာနာဖျားကနေလူသားတွေကိုဖျက်ဆီးနေတဲ့အင်ဂျယ်တွေအဖြစ်ဆင်းသက်လာခဲ့တာပါသူတို့တွေကတက်တန်းအရာမသိမျိုးတွေဖြစ်တယ်လို့နတ်ဖျားတွေလိုမျိုးဆွမ်းအားရှိနေပေမဲ့လူသားတွေလိုမျိုးဉာဏ်ပညာမရှိတဲ့အတွက်ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိကြပါဘူးဒီလိုမျိုးမတူညီတဲ့မျိုးစေ့ဖြစ်တဲ့အတတ်နဲ့ပညာတတ်နှစ်ခုသာပေါင်းစည်းသွားရင်တန်းစင်ချင်းဆိုတဲ့အရာကစတင်ဖြစ်ပေါ်လာပါတယ်အာနာမီကရှင်ကြီးရဲ့အဖေရဲ့လက်ထက်ကအာဒမ်မျိုးဆက်ကိုလူယူပြီးလီလေးနဲ့ပေါင်းဆက်တဲ့ဇက်ဝင်ခံကိုပြည်သက်တွေမြင်လိုက်ရမှာပါဒါဆိုရင်တတိယမြောက်တန်းစင်ချင်းဖြစ်နေတာကိုဘာကြောင့်ရှင်ကြီးကလိုအပ်သွားလဲဆိုတာကိုပြည်သက်တွေသတိမထားမိဖြစ်သွားမှာပါဟုတ်ပါတယ်အာနာမီနဲ့လီလေးတာပေါင်းဆက်သွားရင်တတိယမြောက်တန်းစင်ချင်းကဖြစ်ပြီးသားပါဒါပေမဲ့လည်းဒီတန်းစင်ချင်းကိုအမေပေးခိုင်းစေဖို့လူတယောက်လိုအပ်ပါတယ်အာနာမီကအမေပေးလို့ရပေမဲ့သူမမှာကဘာကိုပြောင်းလဲပြစ်နိုင်တော့တဲ့အထိစိတ်ဆန္ဒမပြင်းပြပါဘူးအကယ်၍ရှင်ကြီးရဲ့အဖေကအမေပေးခိုင်းစေရသူသာဖြစ်လာရင်စัจ java လာတစ်ခုလုံးစုပ်ပြတ်တက်ကုန်မှာကိုတွေးမိသွားတဲ့အာနာမီကသူအယုံကြည်ရဆုံးလူလည်းဖြစ်တဲ့တငယ်ချင်းရှင်ကြီးကိုပေးဖို့ဆုံးဖြတ်လိုက်တာပါဒါပေမဲ့လည်းပဲတော်ကြားစားညက်ပြီးမြေသားပြင်ဖြစ်သွားတာကတော့ရှင်ကြီးပါသူ့ရဲ့အနေနဲ့ဘာမှမသိရပဲနတ်ဖျားတစ်ပါးလိုမျိုးဆွမ်းအားတွေလာပြီးတော့သူလည်းဘာလို့လုပ်ရမှမသိဖြစ်သွားခဲ့တာပါဒါကတော့တန်းစင်ချင်းဘလို့ဖြစ်လာတယ်လဲနဲ့ဘလို့အလုပ်လုပ်လဲဆိုတဲ့အကြောင်းပါဒီဇက်လိုင်းရဲ့အဆက်ဖြစ်တဲ့ movie တွေရှိနေသေးရမို့လို့ကျွန်တော်ပြန်လာခဲ့ပါဦးမယ်ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်